အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကြပြားတွေလည်းမရွတ်ဖြစ်တာကြာပြီဆိုတော့ကြပြားလေးတစ်ပုဒ်တော့ကျွန်တော်ရွတ်ပေးချင်ပါတယ်ဒီခါကြပြားဆရာကျော်ဥဒ္ဒါရဲ့ကြပြားလေးအားကျွန်တော်ရွတ်ဖတ်ပေးမှာဖြစ်ပါတယ်ချစ်တော်များအားလုံးနားတော်ရဆင်ပေးကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်နေကောင်းနေမြတ်လေးဖြစ်ပါစေအားလုံးပဲမင်္ဂလာပါ Poetry Recitation Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်တမျက်နာကဘာအဘယ်မိုးတိမ်တောင်မှာငွေဖွဲ့ပြီးအခုအပေါ်ရွာချခဲ့လိုက်တာလေမြက်ကမန်လေးရဲ့အတွင်းနေရန်ကိုထိုးဖောက်ဝင်ရောက်ကြည့်နေမိတဲ့ကိုယ်စိတ်တရံကိုရောမြင်ခဲ့မိပါရဲ့လားတတိယတဲ့စိတ်ဆူတာပူတာလို့မရှိခဲ့ယူအမှန်ပါဖြူစင်နေပွင့်လင်းနေလုံးလာတဲ့ဝရိယနဲ့လောကရန်ကိုမင်းရင်ဆိုင်နေလိုက်ပုံများကိုမှကြောက်ခမန်းလီလီငါးပေနှလက်မတော့အရက်130တော့ကိုအလေးချိန်ရွှေဥရောင်ဆန်စားမှာအနမ်းတွေဟာထွေရောရှက်တင်ခြေသေးလက်သေးပြင်မယ်ဂီယာကခွေးလေးတွေကိုအစာကျွေးမယ်မင်းစိတ်လေးဟာလူညံ့လက်ဆက်လွန်းပါတယ်ကို့ပါကိုလက်ညှိုးနဲ့ထောက်အဲအကြည့်တွေကိုကြောက်တာဆိုတဲ့အပြောမှာကိုရင်ဘတ်ထဲကြိတ်ပြုံးခဲ့ရပါသေးတယ်မျက်နာကိုလက်နဲ့မအုပ်ထားပါနဲ့ကဘာမှာအလှတရားဆိုတာကိုလူတွေရှာဖွေရခက်နေပါလိမ့်မယ်လက်ဖမိုးဖောင်းအီလေးရဲ့မေတ္တာစာမှာအလွမ်းတွေဝေချောင်းကိုဖတ်ချင်ပါတယ်နှကန်းဒီဖူးဆဆလေးစူပုတ်နေချိန်မှာပြူတော့မဲ့ကိုမျက်နာကိုပြင်းမြင့်စေးချင်ပါတယ်အခုရင်ခွင်မှမဟုတ်ရင်ကဘာဟာပြောစရာမကောင်းဘူးဆိုသူရဲ့ကဘာတစ်ခုမှပြန်ဆုံရရင်တော့ကိုမှတ်မိမဲ့အကြောင်းအရာဟာမြင်မျက်နှာလေးပဲဖြစ်နေတော့မယ်ကျော်ဥဒ္ဒါ4 ရက်10 လ 2025